နောက်ဘဝမရှိဘူးဆိုတာဘယ်လိုလုပ်ပြီးတော့သိတာလဲမင်းဘာကြောင့်မရှိဘူးလို့ပြောနိုင်တာလဲမယုံလို့ပြောတာတယ်မဟုတ်အကြောင်းပြရအောင်ဘာကြောင့်နောက်ဘဝမရှိဘူးဆိုတာပြောနိုင်တာလဲလို့ဆိုတော့သူအားတဲ့တခါတော့ကသူ့ရဲ့ဆွေတွေမျိုးတွေယဉ်ဤကျွမ်းဝင်တဲ့ပုဂ္ဂိုလ်တွေရှိတယ်အဲ့ဒီဆွေတွေမျိုးတွေယဉ်ဤကျွမ်းဝင်တဲ့ပုဂ္ဂိုလ်တွေကနော်တချို့ပုဂ္ဂိုလ်ကသူများသက်တတ်တယ်ပါဏာတိပါဒလုပ်တယ်တချို့ပုဂ္ဂိုလ်ကသူများပစ္စည်းခိုးတယ်တချို့ပုဂ္ဂိုလ်တွေကကာမကိစ္စဆိုးတယ်တချို့ပုဂ္ဂိုလ်တွေကလိမ့်နေတချို့ပုဂ္ဂိုလ်တွေကသွေးခွဲစကားပြောတယ်တချို့ပုဂ္ဂိုလ်တွေကဆဲတယ်ရေးတတ်တယ်တချို့ပုဂ္ဂိုလ်တွေကအကျိုးမရှိတဲ့စကားတွေပြောတယ်တချို့ပုဂ္ဂိုလ်တွေကသူများပစ္စည်းကိုကိုယ်ပစ္စည်းဖြစ်အောင်လုပ်တယ်တချို့ပုဂ္ဂိုလ်တွေကလူတွေကိုနော်သိစေလို့တဲ့စိတ်ပုတ်စိတ်ယုတ်တွေရှိကြတယ်တချို့ပုဂ္ဂိုလ်တွေကမာယွင်းတဲ့အမြင်တွေရှိကြတယ်ဆိုလိုတာကဒုစရိုက်10ပါးအကုသိုလ်ကာမဗရတရား10ပါးတဲကကျွလွန်နေတဲ့လူကောင်းမဟုတ်တဲ့သူ့ရဲ့မိတ်ဆွေတွေဆွေတွေမျိုးတွေတဲ့သူယုံကြည်စိတ်ကြရတဲ့ပုဂ္ဂိုလ်တွေရှိတယ်ရှိတော့အဲ့ဒီပုဂ္ဂိုလ်တွေစီကိုသွားပြီးတော့သူကအဲ့ဒီပုဂ္ဂိုလ်တွေဟာနဲ့ပတ်သက်ပြီးသူကပြောတယ်အဲ့ဒီပုဂ္ဂိုလ်တွေစီကိုသူသွားတယ်ဒီလူတွေကအဲ့ဒီဆွေမျိုးတွေကနေပြီးတော့ကိုကျင်တရားမကောင်းတဲ့လူယောဂဖြစ်ပြီးတော့သေအံ့မှုဖြစ်နေတဲ့အချိန်မှာသူသွားတယ်သွားပြီးအာဝိဇ္ဇကပြောတာမဟုတ်ဘူးဒီလူရနော်သေကနေလူတွေကိုသွားတယ်သွားတော့တချို့သမဏဗျမဏဘာသာရေးတွေဟောတယ်တဲ့သူများအသက်တတ်ရင်သူများဥစ္စာခိုးရင်ဒုစရိုက်လုပ်တွေလုပ်တဲ့ပုဂ္ဂိုလ်တွေကသေရင်ငရဲကြတယ်လို့ဟောတယ်အဲ့တော့မင်းကလည်းအဲ့ဒါတွေလုပ်နေတယ်မင်းသေရင်လည်းငရဲကြမှာပဲသေကြပေါ့ပဲအဲ့ဒီငရဲကြလို့ရှိရင်နော်မင်းငရဲကြသွားလို့ရှိရင်အဲ့ဒီကနေပြီးတော့အကယ်၍သူတို့ပြောတဲ့အတိုင်းဆိုရင်မင်းငရဲကြမှာအကယ်၍မင်းငရဲကြသွားပြီဆိုလို့ရှိရင်ငါစီကိုပြန်ပြောတာမင်းငရဲရောက်နေတယ်သို့မဟုတ်မင်းကိုယ်တိုင်မလာနိုင်နဲ့တယောက်ကိုမှားလိုက်ငရဲရောက်နေတယ်ဆိုတော့တမန်လှုပ်ပြီးတော့ငါစီကိုလည်းပြောမင်းပြောလို့ရှိရင်ငါလက်ခံမယ်မင်းစကားငါယုံတယ်မင်းကယုံကြည်စိတ်ချတဲ့ပုဂ္ဂိုလ်ကြီးအဲ့တော့ငါ့ကိုလာပြောစမ်းမင်းသိသွားလို့ရှိရင်ငါ့ကိုလာပြောလိုက်သူကအဲ့ဒီလှုပ်လို့သူကငရဲရောက်ရတယ်ဟုတ်တယ်သူငရဲရောက်နေတယ်ခုဆိုတာကိုငါစီကိုသတင်းပို့စမ်းလို့ခိုင်းလိုက်ခုခေတ်ဆိုရင်ဖုံးရှိရင်ဖုံးဆက်ခိုင်းပါဘောနော်ဖုံးဆက်လူတွေကအခုတော့မှဟိုဒေါကွန်နေပြန်လို့အားကြည့်တဲ့အခါကျတော့အဝီစီဒေါကွန်တောင်ရေးထားတာ Facebook နော်အဝီစီဒေါကွန်အဲ့တော့သူစီကိုလာပြောသမှာလို့ဆိုအဲ့လူတွေကကောင်းပါပြီကျုပ်သိသွားလို့ငရဲရောက်ရင်တော့ပြောပါမယ်ပေါ့အဲ့လိုပြောလိုက်တာတရားမှလာပြောတာမရှိဘူးတဲ့သူကိုတရားမှလာပြောတာမရှိဘူးအဲ့ဒါကြောင့်မလို့တမန်လည်းမလုပ်ဘူးတရားမှလည်းမပြောဘူးဒါကြောင့်မို့သူစိတ်ထဲမှာနောက်ဘဝဆိုမရှိဘူးကွာသိကြတယ်နောက်ဘဝမရှိဘူးဒီကောင်ငါသိချာမှားလိုက်တာဖြုံးကြီးစိတ်ချရတယ်သူပြောပါမယ်လို့လည်းဂရိပေးသွားတယ်ဒါပေမဲ့လုံးဝငါ့ကိုလာပြောတာမရှိဘူးဆိုတော့ရှင်ကုမာရကတဘာကပြောတယ်ရာဇညာတဲ့မင်းကငါမေးမယ်ကြိုက်တယ်လို့ဖြေပါတဲ့ဒီဘဝမှာရာဇဝမှုကျူးလွန်တဲ့ပုဂ္ဂိုလ်တယောက်ကိုသေဒဏ်ချလိုက်တယ်တိုင်းပြည်အုပ်ချုပ်တဲ့ပုဂ္ဂိုလ်ကသေဒဏ်ချလိုက်တယ်အဲသေဒဏ်ချခံရတဲ့ပုဂ္ဂိုလ်ကိုရှေးခေတ်ကတော့ဘလို့တတ်တုံဆိုခုခေတ်ကတော့ကျိုးပိတတ်တာတို့ပါတယ်ဒါတွေပေါ့နော်တရုတ်ပြည်မှာဆိုရင်တော့တဏှာနဲ့ပြတ်တတ်တယ်ထင်တယ်တဏှာနဲ့တဏှာမတူတချို့ကလျှက်စိတ်ကလထိုင်နဲ့တတ်တာလည်းရှိတယ်နော်ရှေးခေတ်ကတော့ဘလို့တတ်တုံဆိုလို့ရှိရင်အဲ့ဒီလူကိုလက်ပြန်ညှို့တုတ်နော်ခိုင်မာတဲ့ကြိုးနဲ့လက်ပြန်ညှို့တုတ်
ကတုံးပြောင်းအောင်တုံးပြီးတော့ကျန်တဲ့ထက်စီလူသက်စီကိုတီးဒိန်နဲ့အဲ့ဒါတီးပြီးတော့မြို့တွေကနေမြို့ခီးလမ်းစုံတစ်ခုကနေလမ်းစုံတစ်ခုမြို့တွေကနေပြီးတော့သူ့ကိုထုတ်သွားတာ CTV ထုတ်သွားတာတိတ်မဟုတ်ဘူးဒီကောင်တတ်မယ်ဆိုတာကိုခေါင်းလည်းပြောင်းအောင်ရိပ်ပြီးတော့ရှေ့ခေတ်ကအဲ့လိုလုပ်တာအဲ့တောင်းတကားမုတ်ကနေပြီးတော့ထုတ်ပြီးတော့တဲ့လူသက်ကုန်းမှသွားပြီးတော့ခေါင်းဖြတ်တယ်အဲ့လိုလုပ်တာအဲ့တော့အဲ့ဒီလူလဲအဲ့လိုသိမိတ်ကြတဲ့အခါကျတော့သူ့ကိုခေါင်းပြောင်းအောင်ရိပ်ပြီးတော့ခုနကစီတီးပြီးတော့တတ်စီကြီးတစ်ခုတတ်မဲ့စီကြီးတစ်ခုတီးပြီးတဲ့အခါမှာအဲ့ဒီစီတန်နဲ့မြို့ပြင်ထုတ်သွားတယ်အဲ့ဒီအချိန်မှာတဲ့သူဟာဘယ်မြို့ပဲရွာကဘသူသားသမီးဖြစ်ပါတယ်သူရဲ့ဆွေတွေမျိုးတွေရှိပါသေးတယ်သူတို့အစီကိုသွားပြီးတော့နှုတ်ဆက်ပြရစေအောင်မတတ်ပါနဲ့အောင်ခဏတော့ခွင့်ပေးပါအောင်လို့အဲ့ဒီအချိန်မှာခွင့်တောင်းရလာတယ်ဆိုတော့မရနိုင်ပါဘူးတဲ့သူ့ကိုပဲသူ့စကားကိုဘယ်သူမှလိုက်မှာမဟုတ်ပါဘူးတဲ့သူဟာအော်ဟစ်မိတန်းနေတော့ပဲခေါင်းဖြတ်ပြီးတော့အသက်ခံမှာဖြစ်ပါတယ်တဲ့အဲ့တော့ရှင်ကုမာရကတ္တဗကပြောတယ်ကြည်လေတယ်မင်းအခုလို့လူသားဖြစ်တဲ့တခိုးတယောက်ကလူသားဖြစ်တဲ့လူတွေစီတောင်းအခွင့်အရေးတောင်းလို့မရဘူးဆိုလို့ရှိရင်မကောင်းမှုအဟုသူတွေလှုပ်လို့ငရဲရောက်သွားတဲ့အခါငရဲသားတွေစီကငရဲဆောင်တွေစီကဘယ်လိုလုပ်ပြီးတော့ခွင့်တောင်းလို့ရမှာတော့ပါသိတာစင်ညာကမှားလိုက်လို့သွားပြောပြရစေအောင်လို့ဆိုပြီးတော့မင်းငရဲကနေလာပို့ပေးပါမလားတဲ့မင်းအဲ့ဒါပဲချီးတယ်ဒါကြောင့်မို့လို့ပရလောကဆိုတာရှိတယ်ပရလောကဆိုတာရှိတယ်နောက်ဘဝဆိုတာလည်းရှိတယ်ကုသကအဟုသကရဲ့အကျိုးဆိုတာလည်းရှိတယ်ဆိုတာမင်းလက်ခံတဲ့နဲ့အဲ့ဒီဥပမာနဲ့ဟောလိုက်တာအဲ့တော့ဥပမာပေါင်းနဲ့14မျိုးရှိတယ်ဟောတာဒီအကျိုးကြောင့်နောက်ဆုံးကြတော့မှသူအခါနဲ့ဒါအခုဥပမာတစ်ခုအနေနဲ့ပြောတာခုနပရလောကနဲ့ပတ်သက်တာလာနဲ့နေအခုကသေရန်ကြတဲ့ကြာစောသားဥပမာနဲ့အဲ့ဒီသေရန်ကြတဲ့ရာဇောသားတောင်မှပဲသူဆွေမျိုးရစီခဏပြန်မရသေးဆိုလို့ခွင့်မရသလိုပဲတဲ့ငရဲကြတဲ့လူတယောက်ကလည်းဘလို့ခွင့်တိုင်ပြီးတော့လာပြီးမင်းကိုပြောမှာတော့တဲ့မင်းအဲ့ဒါကိုမဆွဲလာမှနဲ့အဲ့ဒါအကြောင်းမဟုတ်ပါဘူးလို့ပြောဆိုတာဖြစ်တယ်အဲ့တော့နောက်ရက်တွေကျတော့ဆက်ပြီးတော့သူဟောတဲ့ဟာကိုဆက်ပြီးတော့ဟောအဲ့တော့ပရလောကနဲ့နောက်ဘဝဆိုတာနဲ့ပတ်သက်ပြီးတော့ဘာယတိရာဇေညာဘယင်ကနဲ့ရှင်ကုမာရကတ္တဗတို့ရဲ့ဆွေးနွေးပြောဆိုကံဟာအမှန်တမ်းစိတ်ဝင်စားစရာကောင်းတယ်ဒီကနိကေမဟာဝေကပါဠိမှာဘာယတိရာဇေညာသုတ်သို့မဟုတ်ဘာယတိသုတ်တံဆိုတာရှိတယ်အဲ့ဒီသုတ်တံအတိုင်းနော်ဖတ်ရှုလေးလာခြင်းများလို့ရှိရင်မြန်မာပြန်မှာဖတ်ရှုလေးလာလို့ရတယ်ပေါ့မြန်မာပြန်ဒီပါဠိတော်မြန်မာပြန်ကိုဖတ်ရှုလေးလာမယ်ဆိုရင်အဲ့ဒီအကြောင်းတွေတွေ့နိုင်တယ်ဒါကြောင့်လောကကြီးမှာလူတွေရဲ့အယူဝါဒအယူဆဆိုတာမျိုးမျိုးရှိတယ်အမှန်သိဖို့ဆိုတာဓမ္မအရေးကြီးတယ်ဒါကြောင့်ဖျားအဆုစုပွင့်တော်မူတဲ့အခါမှာဖျားအဆုစုတိုင်းဟာပရလောကရှိတယ်လို့ခေါ်တယ်ကံကံရဲ့အကျိုးရှိတယ်လို့ခေါ်တယ်နောက်ဘဝရှိတယ်လို့ခေါ်တယ်ဒါကဗုဒ္ဓရဲ့အယူဆဖြစ်တယ်ဆိုတာသိရှိနားလည်ပြီးတော့မိမိတို့ကိုယ်တိုင်ပရလောကလက်ခံယုံကြည်ပြီးတော့ဒီဘဝမှာကောင်းအောင်ကျင့်ကြံကြုတ်ကိုပွားများအထောက်နိုင်ကြပါစေကုန်သတည်း